အားလုံးပဲမင်္ဂလာဗျာခေါင်းစဉ်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေတော့စစ်ကောင်စီကိုယ်တိုင်ကတော်လိုင်းသမားတွေကိုမွေးထုတ်လိုက်ကြောင်းကိုဦးလောင်ဝင်းသုံးသပ်ပြလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဒရိုင်ဘာဦးလောင်ဝင်းကဘာကြောင့်ဒီလိုသုံးသပ်ပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းခေါင်းစဉ်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကံဘလူဖြစ်စဉ်ဟာအမှန်တကယ်လားဆိုရင်နော်ဒီသတင်းကအမှန်လားဆိုရင်ကျွန်တော်တို့လူဦးဒေါ်လာကြီးမှာမျှော်လင့်ချက်အကြီးကြီးရှိသွားပြီမောတောင်ဖြစ်စဉ်ဟာအမှန်တကယ်လားပြောဆိုရင်ကျွန်တော်တို့မှာမျှော်လင့်ချက်အကြီးကြီးရှိသွားပြီဘာကြောင့်လဲဆိုတော့ဒီမောတောင်ဖြစ်စဉ်ကကြားဖြတ်နေတိတ်မပတ်သက်သေးဘူးပေါ့နော်ပြည်သားကြီးတိုင်းကငကိုတွေကလည်းလူနေတယ်ကျွန်တော်တို့ဘက်က resource တွေနေတယ်ဒါပေမဲ့သူတို့ကိုပြန်လုပ်လို့ရနိုင်သေးတယ်တိတ်နိုင်သေးတယ်ကံလူဖြစ်စဉ်ကကြတော့ကျွန်တော်တို့ဒီစကိုင်းမှာဖျူဖြစ်နေကြတယ်ကျွန်တော်တို့ကမကာကွယ်နိုင်ဘူးပြောချင်တာကကျွန်တော်တို့ကမညီဘူးအတန်မျိုးစုံထွက်နေတယ်ဒီပြူစောတိတွေအားကောင်းလာတယ်နော်အခုလိုသူတို့စစ်ကြောင်းတွေနဲ့လူရာနဲ့ချီပြီးစစ်ကြောင်းတွေလာထိုးနေပြီးဘယ်လိုလုပ်ကြမလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေကိုခြေဖြတ်ပြလာနေတယ်ဘာကြောင့်လဲကျွန်တော်တို့ကလွန်ခဲ့တဲ့9နှစ်ကအခုမှဒီဒုတ်တွေကိုင်ဒီလုတ်တနတ်တွေကိုင်မိုင်းခွဲပြီးတော့ပြစ်ပြေးအစင်မဟုတ်တော့ပဲကျွန်တော်တို့ကဒီ9နှစ်အတွေ့အကြုံမှာမြို့တွေလည်းအုပ်ချုပ်ထားပြီးပြီစီးအတွေ့အကြုံတွေလည်းများနေပြီအတွေ့အကြုံလည်းရှိနေပြီနော်အင်အားလည်းရှိနေတဲ့အခါမှာမှန်မှန်ကန်ကန်ပြန်လဲအသုံးချလိုက်တဲ့အခါမှာတို့ကိုစစ်ကြောင်းတွေကိုကျွန်တော်တို့ကအနိုင်တိုက်နေအဲ့တော့ဘာနဲ့အလားတန်တူလဲဆိုတော့ AA နဲ့အလားတန်တူတယ်လွန်ခဲ့တဲ့10နှစ်ပေါ့နော် NLD လက်ထက်ဒီဒေါ်ဆောင်ကြီးအစိုးရလက်ထက်ဦးသိန်းစိန်အစိုးရလက်ထက်မှာ AA ကမတောက်တင်သေးပါဘူးဒါပေမဲ့ AA မှာရှိတဲ့ရခိုင်ပြည်သူတွေကစိတ်ဓာတ်ရှိတယ် AA ခေါင်းဆောင်တွေကအမျှော်မြင်ကြီးတယ်အဲ့ဒီထဲကနေပြီးတော့ရခိုင်ပြည်တွေကိုလက်နက်တွေသူတို့တွင်းနေလူတွေစီယုံထားတယ်အစင်သေးလောက်ထားတယ်အချိန်ကောင်းတစ်ခုကိုစောက်တယ်အခုအဲ့ဒီအချိန်လေးရအောင်ရခိုင်ပြည်နယ်မှာအနှစ်60လုံးလူပါဝါခဲ့တဲ့ညင်မှန်နှိမ့်ဆက်ခဲ့ကြတယ်ရခိုင်နိုင်ငံရေးသမားတွေကိုတစ်ချိန်လုံးဖမ်းမယ်စီးမယ်ထောင်ချမယ်ဆိုခဲ့တဲ့ဒီစစ်ကောင်စီရဲ့အဓိကတပ်မတွေတက်ရင်းတွေကိုမောင်းထုတ်နိုင်ခဲ့ပြီးရခိုင်ပြည်နယ်ရဲ့မြို့တော်တော်များများဥသူတို့ပြောသလို14မြို့လားမသိဘူးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားကိုမောင်းထုတ်နိုင်ခဲ့တယ်အဲ့ဒီဖြစ်စဉ်နဲ့ကြည့်ရင်ကျွန်တော်တို့ရခိုင်တော်လိုင်းသမားတွေနဲ့ရခိုင်ပြည်သူတွေရဲ့စိတ်ဓာတ်ရှိသလိုပဲဒီတော်လှန်ရေးတပ်ဖွဲ့တွေကအမြဲတမ်းဖွဲ့ပြီးဆိုရင်စိတ်သက်ခိုင်မာနေတာဆက်သွားရင်ကိုကအချိန်တစ်ခုရောက်လာတဲ့အခါကျရင်ကိုကဓမ္မသမားဖြစ်တာဖြစ်တဲ့အတွက်ဒီအတ္တမသမားတွေကိုနိုင်တယ်ဆိုတဲ့သင်ခန်းစာဟာရခိုင်မှာလည်းရှိတယ်။ထိုနည်း၎င်းပဲတအောင်းပလောင်လို့ကိုကန်လို့သူတို့ကိုတစ်ချိန်လုံးကဒီရှမ်းလက်နက်ကင်တွေကကြီးစိုးနေတဲ့ရှမ်းပြည်နယ်မှာဟိုပြောမယ်အိမ်ဖြစ်ဖြတ်မြင်အဆင့်လောက်ပဲသဘောတတ်မှတ်ထားတာဘောလုံးသဘောနဲ့ပြောရင်တကယ်အသင်ကြီးမဟုတ်ဘူးပေါ့ဗျာအတင်သေးမြေတင်ဆက်ဆံနေကြတယ်ဒါပေမဲ့လည်းသူတို့မှလည်းဒီအတွေ့အကြုံတွေရှိတော့အဲ့ဒီအတွေ့အကြုံတွေကနေပြီးတော့စိတ်သက်ရေးရနဲ့ငွေဥဒေါ်လာကြီးအချိန်ကောင်းတစ်ခုကိုအသုံးချလိုက်တဲ့အခါမှာသိမ်းလိုက်တဲ့မျိုးတွေတောက်လဲပဲအဲ့တော့အဲ့ဒီဖြစ်စဉ်တွေကိုကြည့်ရင်ကျွန်တော်တို့ငွေဥဒေါ်လာကြီးကလေကျွန်တော်ယုံကြည်တယ်ဥဒေါ်လာကြီးမှာပါနေကြတဲ့ပြည်သူများPDF များလက်နက်ကိုင်များအလူကြီးအပါဝင်နော်တော်လန်ပြည်သူများစစ်ပေးရှောင်နေရတဲ့သူများဘယ်သူကမှလက်လျှော့ခြင်းစိတ်လည်းမရှိဘူးဘယ်သူကမှထွက်ပြေးခြင်းစိတ်လည်းမရှိဘူးဘယ်သူကမှလည်းတတိယနိုင်ငံကိုသွားဖို့ရည်ရွယ်ချက်လည်းမရှိဘူးတတိယနိုင်ငံကိုသွားမဲ့လမ်းကြောင်းကိုလည်းဒေါ်နယ်ထရန့်ကပိတ်ဆို့လိုက်ပြီးဖြစ်တယ်အမေရိကန်နိုင်ငံကမြန်မာနိုင်ငံကိုဗီဇာပိတ်ဆို့လိုက်တာဟာအလွန်အမင်းကောင်းတဲ့ရည်ရွယ်ချက်သည်ဘယ်သူမှသွားလို့မရတော့ဘူးအဲ့တော့အဲ့လိုအနေအထားများအရာတို့ဒီစုဖွဲ့မှုနဲ့ဒူးတော်ထိုင်ဖြစ်သွားတာပေါ့ကိုပြန်မလုံနိုင်ရင်ကိုပြန်စုဖွဲ့နိုင်ရင်ကိုသက်ပေးရတော့မှာအဲ့လိုအနေအထားကနေအတွေ့အကြုံတွေနဲ့စုဖွဲ့မှုတွေနဲ့ဟိုဘက်ကဘလောက်ပဲအင်အားပြန်ဖြည့်လာကျွန်တော်တို့ဘက်ကရင်ဆိုင်နိုင်လာတယ်
မြို့တွေသိမ်းလာနိုင်တယ်မောတော်ဖြစ်စဉ်ဆိုတာမြို့သိမ်းတဲ့အထိကိုဖြစ်သွားတာအဲ့တော့ဒါဟာဒီတော်လန်ကြီးရဲ့ညွန်လေးချက်အကြီးကြီးပါစစ်ကောင်စီကဘုံကျဲနေတာအရင်တည်းကလည်းကျဲနေတာပဲစစ်ကောင်စီကမမတွေဆိုတဲ့120 60 90နေနေဒီလက်နဲ့ကြီးနေလှမ်းပစ်နေတာအရင်တည်းကလည်းပြစ်နေတာပဲစစ်ကောင်စီကစစ်ကြောင်းထိုးနေတာအရင်တည်းကလည်းထိုးနေတာပဲဒါပေမဲ့အရင်နဲ့မတူတာကလွန်ခဲ့တဲ့9နှစ်ကအသိမဟုတ်တော့ဘူးကျွန်တော်တို့အသင်းဒီအတွေ့အကြုံရင်းချက်လာပြီကျွန်တော်တို့အသင်းဒီကစားကွက်တွေကောင်းအောင်ပေါ်လာနိုင်ပြီကျွန်တော်တို့အသင်းမှာဂိုးရင်းကောင်းတဲ့ရှေ့တန်းတိုက်စစ်မှုတွေဂိုးဖန်ကောင်းတဲ့ဘောလုံးဂိုးသမားတွေခံစစ်ကောင်းတဲ့နောက်တန်းသမားတွေနဲ့ကစားကွက်ပေါ်ကောင်းတဲ့အလေတန်းအားကစားသမားတွေအမြောက်အများပေါ်နေပြီအဲ့တော့ဒီအချက်တွေအားလုံးကိုကျွန်တော်တို့ကသုံးသပ်လိုက်ရင်မြေဦးတော်လှန်ရေးဟာအခြေအနေအရန်ကောင်းလာပြီဒီလစ်ဟာသွားတဲ့ overlap ဖြစ်တယ်ခေါ်တာပေါ့နော်လစ်ဟာမှုပေါ့ overlap ပေါ့စစ်ကောင်စီကလည်းအပြန်ဖြည့်တဲ့အချိန်ကျွန်တော်တို့ဘက်ကလည်းသဘောထားတွေကွဲတဲ့အချိန်ပေါ့နော်ယူရင်းကျင်တဲ့အချိန်ပေါ့ပြောချင်တာကကိုမှရှိတဲ့ဒီအနေထားပေါ့ဗျာကိုမှရှိတဲ့အနေထားဆိုတာရငွေပင်ငွေရင်းတွေကိုရလန်းတွေကိုရော့တဲ့အချိန်အဲ့နှစ်ခု overlap ဖြစ်တဲ့အချိန်ကဒီ2024 25တစ်နှစ်လုံးထူးထူးပဲ25ပေါ့တစ်နှစ်လုံးဒီပါကျွန်တော်တို့ခံစားလိုက်ရတယ်ဒါပေမဲ့အခုအဲ့ဒီ overlap ပြီးသွားပြီတကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမယ်တဲ့မှန်ပါတယ်ဘယ်တော့ခါမှဒီအခုမြန်မာနိုင်ငံရဲ့ဒီပြည်တွင်းစစ်သမိုင်းပေါ့နော်အခုက48နောက်ပိုင်းတွေကပေါ်လာတဲ့လက်နက်ကင်တွေဖြစ်တဲ့ KNU စနစ်တီကင်ထားတော့မယ်ဘလို့အကြောင်းနဲ့ပဲကင်တနက်တော့ကင်ထားသေးပဲသူတို့မှထိန်းချုပ်နေမြေတွေရှိနေသေးပဲနောက်ပိုင်း KNU လိုက်ကင်လာတယ် KNU မှာလည်းရှိနေသေးပဲပြောချင်တာက KNU ရှိနေသေးပဲလောလောရေးကာလတွေက KNU ကစအခုဆိုရင်မျိုးတွေအမြောက်အများသိမ်းထားနိုင်တယ်အဲဂျာစီရဲ့သတင်းထမှာလည်းအင်ဒီကေတာပြောသွားတယ်မြန်မာနိုင်ငံလွတ်လပ်ရေးအခမ်းအနားကိုတော့သူကပြသွားပြီအဲ့တော့အေးတော့လုပ်လို့ရရင်ကျွန်တော်တို့ဘာလို့လုပ်လို့မရမှာလဲအေးဆိုတာအလုံးအမ်တန်သိငယ်တဲ့ပြည်နယ်တစ်ခုပါနော်အေးဆိုတာပြည်နယ်တည်တည်တစ်ခုပါမြန်မာနိုင်ငံမှာရှိတဲ့ရခိုင်လူမျိုးဆိုတာလေအကန့်အသတ်ရှိပါတယ်နော်ထိုနည်း၎င်းပဲအေးနီလေပြည်နယ်တည်တည်လေးပါသူတို့မှလည်းလူကြီးအကန့်အသတ်ရှိပါတယ်အဲ့တော့မြန်မာပြည်မှာနေပြီးတော့အေးလည်းဒီစိတ်ဓာတ်ရှိတယ်ရခိုင်လည်းဒီစိတ်ဓာတ်ရှိတယ်အင်းကြီးလည်းဒီစိတ်ဓာတ်ရှိတယ်ပလောင်ဆိုတာလည်းမြန်မာနိုင်ငံမှာလူကြီးသေးသေးလေးပါဗျာနော်ပြည်နယ်တောင်မရှိဘူးကိုကန့်ဆိုတာပြောရမှာဆိုရင်မြန်မာနိုင်ငံမှာသေးသေးလေးပါလူကြီးလည်းနည်းနည်းလေးပါသူတို့တော့လှုပ်လို့ရရင်မြန်မာနိုင်ငံမှာလူကြီးအများကြီးလည်းရှိတယ်ပြည်မသားတွေပေါ့ကျွန်တော်ပြောတဲ့ PDF တွေပြီးတော့ခန်းစားချက်အဲ့ဒါလေဟိုဒီကြားဖြတ်လို့ပဲဒါစစ်ကောင်စီကပဲကျွန်တော်တို့ကိုဒီခန်းစားချက်တွေကိုလုပ်ပေးတာပေါ့ဗျာထုလေးငါလေးငါဖယ်ဖြစ်အောင်လုပ်ပေးတာပလောင်ဒီလေစိတ်နာတာပေါ့ကရင်ဒီလေစိတ်နာတာပေါ့နော်ရခိုင်လေသူတို့အာရခအိမ်မက်တော်နဲ့စိတ်နာတာပေါ့ဒါဆိုရင်ကျွန်တော်တို့ပြည်မသားတွေရောစိတ်မနာဘူးလားအကုန်လုံးမနာဘူးဒါရှိတရားပဲအကုန်လုံးမနာဘူးအချိန်တော့တက်ကြွလှုပ်ရှားတဲ့ចောင်းသားတွေအချိန်တော့တက်ကြွလှုပ်ရှားတဲ့ចောင်းသားတွေနိုင်ငံရေးမိသားစုတွေလောက်ပဲစိတ်နာတာသူတို့ရဲ့အတိုင်းဝိုင်းတွေလောက်ပဲစိတ်နာတယ်ပြီးတော့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုကြည့်ပြီးတော့စိတ်နာတယ်ပြီးတော့စစ်ကောင်စီရဲ့လုပ်ရက်တွေကြောင့်ဒီဝန်ပေါင်ဝင်လာပြီးတော့စကိုင်းတိုင်းမှာလူပါလာဝတာတွေလို့တော့စိတ်နာတယ်ဒါပေမဲ့အကုန်မနာသေးဘူးဒီ9နှစ်တာကာလမှာဒီမင်းအောင်လှိုင်ကအာဏာသိမ်းပေးလိုက်တဲ့အချိန်မှာမင်းအောင်လှိုင်တို့ရဲ့တုတ်ပြန်ချက်ပေါ့နော်လုပ်ရက်ပြန်မြမသမိုင်းမှာအဆိုးရွားဆုံးဖ
ဖိနှိပ်မှုကြီးရက်စက်မှုကြီးကိုမျက်ဝါးတည်တင်ပြေမသားတွေတွေ့လိုက်ရတဲ့အခါကျမှရဲဆက်ဆက်ပက်ဆက်ကိုအလုံးရင်းနဲ့စိတ်နာကုန်ကြတာအဲ့တော့စစ်ကောင်စီကသူ့ကိုတော်လှန်မဲ့ပြည်သူတွေကိုမွေးထုတ်ပေးတာyes or no စစ်ကောင်စီကသူ့ကိုတော်လှန်မဲ့ပြည်သူတွေကို manufacture လုပ်ပေးတာမွေးထုတ်ပေးနေတာအရင်တော့ကနည်းနည်းပဲစိတ်နာတယ်အရင်တော့ကနိုင်ငံရေးထဲမှာပတ်သက်တဲ့လူတွေဥပမာ NLD အတိုင်းဝိုင်းမဟုတ်တဲ့လူပြចောင်းသားအတိုင်းဝိုင်းမဟုတ်တဲ့လူတို့ရေးလုပ်တဲ့လူတွေကလွဲရင်တာမန်ပြည်သူကစိတ်နာလေနည်းနည်းပဲဒါမဲ့စစ်ကောင်စီကပြည်သူတွေကိုရန်သူလိုသတ်မှတ်လိုက်ပြီးပြည်သူတွေကိုသူတို့လှုပ်လိုက်တဲ့ဒီရက်စက်မှုတွေဖိနှိပ်မှုတွေအခုသူတို့ပြောနေတဲ့စစ်မှုမထမ်းမနေရဥပဒေတွေပေါ်တင်ကြီးလမ်းပေါ်မှာတက်ပြီးအိမ်ပေါ်တာတက်ဆွဲတာတွေဒီမြို့တွေရွာတွေကိုပြူစောထူးတွေကိုအုပ်ချုပ်ခိုင်းတာခင်ဗျမြန်မာနိုင်ငံသူနိုင်ငံသားများဟာပညာတတ်တွေများတယ်ဗျမြန်မာနိုင်ငံကမဖြစ်လို့မတွတ်တက်နေတာများတယ်ဘိုးရပညာတတ်အများများတဲ့နိုင်ငံဗျပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားများရဲ့စိတ်နေစိတ်ထားလေးကိုကျွန်တော်ကပြောပြခြင်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအထူးဖြင့်မြို့ကြီးသားများပေါ့နော်အခုဆိုနယ်လေလည်းပါပါပြီကိုအဆင့်တန်းရှိတဲ့ယဉ်ကျေးတဲ့ပညာတတ်တဲ့ဘယ်လိုပြောမလဲလိမ္မာရှိတတ်တဲ့ဆိုတဲ့ပတ်စံစင်းရတာချမ်းသာတာလည်းမဟုတ်ဘူးကျွန်တော်တို့အဲ့လိုအဆင့်တန်းနဲ့နေတတ်တယ်ဒါကြောင့်မင်းကကွာစကားပြောလိုက်တာအဆင့်မရှိဘူးကွာမင်းကစကားပြောလိုက်တာရိုင်းလိုက်တာကွာမင်းပညာတတ်တဲ့လို့စဉ်းစားကြမှာကွာဘာလို့ဒီလိုရိုင်းဆိုင်ပြောအဲ့ဒါကျွန်တော်တို့အချင်းချင်းကြားမှာပြောလိပြောထားရှိတဲ့ဘန်းစကားပဲမင်းတို့အတိုင်းဝိုင်းရလဲကွာအဲ့တော့ဘာလို့ရိုင်းနေကြမင်းတို့ဘာလို့အဲ့လိုပြောနေကြလဲရင်းချင်းပြောကြစမ်းပညာတတ်ကွာပညာတတ်လို့တွေးစမ်းပါကွာလူလောကကြီးကိုဘာလဲဆိုတော့ကျွန်တော်တို့ကယဉ်ကျေးတဲ့လူမျိုးအဆင့်တန်းရှိတဲ့လူမျိုးပြီးတော့လူနေမှုအဆင့်တန်းနဲ့နေတတ်တဲ့လူမျိုးဆိုတာကိုဖြစ်အောင်လဲလုပ်ချင်တယ်ဒီစစ်အာဏာရှင်ဖိနှိပ်တဲ့ကြားကိုလည်းအဲ့လိုပဲဂုဏ်ယူတယ်ဒါကလေဒီ effect ပေါ့နော်အနောက်နိုင်ငံဒီမိုကရေစီနိုင်ငံကြီးတွေကိုအားကြတာလဲပါတယ်အဲ့လိုမျိုးနေတာလဲအဓိပ္ပာယ်ရှိတာလဲပါတယ်ပေါ့ကျွန်တော်တို့ကအဲ့လိုမျိုးစိတ်သက်အနေထားရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအများစုကဒါကြောင့်လေတချို့သောလူမျိုးသားတွေတချို့သောတိုင်းရင်းသားတွေကိုနှိမ်တဲ့စကားလုံးတွေမြန်မာနိုင်ငံမှာအများများတာဘယ်လိုပြောမလဲဗျာရန်ကုန်မြို့ကြီးမှာတော့ကျွန်တော်တို့ခေတ်ကဒလသားတွေတာဂီတသားတွေကိုနှိမ်ခဲ့တယ်ဗျသိလားကျွန်တော်တို့တက္ကသိုလ်တွေတက်တဲ့အချိန်မှာ RC1 တို့ RC3 တို့တက်တဲ့အချိန်မှာဒလာအကြောင်းသူတွေမြောက်ကလာတောင်းကလာအကြောင်းသူတွေဘကွက်လေးနဲ့လာကြရင်ကျွန်တော်တို့ပြုံးစီလောက်ကြတယ်ဒါပေမဲ့ပြောတော့မပြောဒါပေမဲ့ခွဲခြားဆက်ဆံတဲ့သဘောပါပဲနှိမ့်တာပေါ့ဗျကျွန်တော်တို့ကမြို့ကြီးသားအရန်ပီတာဟိုခက်ကပြောတာပါအခုခေတ်ပြောတာမဟုတ်ပါဘူးလူတွေကဝတ်စားစင်မှုကိုကြည့်တယ်ကျွန်တော်တို့ကနော်စကားပြောတာယဉ်ကျေးတာကိုကြည့်တယ်သဘောထားကြီးတာကိုကျွန်တော်တို့ကြည့်ကြတယ်တကယ်ချင်းအချင်းချင်းဆက်ဆံရေးမှာဗမာလူပြောရင်တော့ဘော်ဒါစိတ်ထားတာပေါ့နော်ဒါမျိုးတွေစဉ်းစားကြတယ်အဲ့ဒါသဘောတူပါသလား yes or no လူနေခြုံချစိတ်နေပုံပြားတဲ့အဲ့ဒါကျွန်တော်တို့လူမျိုးတွေပဲဒါအရှိတရားပဲဆင်းရဲတာကျွန်တော်တို့ကစိတ်သက်မြင့်မြင့်မာထားကြတယ်နိုင်ငံသူနိုင်ငံသားလေအဲ့ဒါကိုသဘောတူပါသလား yes or no သဘောတူတယ်နော်အဲ့ဒါကိုသဘောတူတယ်ဆိုရင်ကျွန်တော်တို့တွေကိုလာအုပ်ချုပ်နေတဲ့ဥနေဝင်းအဓိကကြဆုံးသွားတာအဲ့ဒါပဲအဲ့ဒါကိုမင်းအောင်လိုက်လို့ကမမှတ်ဘူးဥနေဝင်းကစိုက်ကားသမားတွေကိုတရားသူကြီးခန့်တယ်ဗျာသိတယ်မလားဥနေဝင်းခေတ်မှာဒီမဆလာခေတ်မှာရက်ွက်တရားရုံးနေရှိတယ်ရက်ွက်မှာရှိတဲ့လို့ပြောမယ်စိုက်ကားသမားအဆင့်တွေကိုတရားသူကြီးခန့်တဲ့ခါကြတော့ပြည်သူတွေကစိတ်နာတယ်ငါတို့လိုအစစ်တန်းရှိတဲ့လူတွေကိုဒီလိုစိုက်ကားသမားတွေတခိုးကြိုးတွေကလာအုပ်ချုပ်ရမလားဆိုပြီးပြည်သူကစိတ်နာတယ်သဘောတူပါလားဦးနေဝင်းခေတ်မှာကျွန်တော်တို့ကြီးပြင်းခဲ့တဲ့ခေတ်1982 83 84 85မှာကျွန်တော်တို့ရန်ကုန်လိုမျိုးလေကောင်ကနော်နေမပြောနဲ့ရန်ကုန်လိုမျိုးလေကောင်ကဒီရက်ွက်အုပ်ချုပ်ရေးမှုတွေတရားသူကြီးတွေကခဏစိုက်ကားသမားတွေစာမတတ်တဲ့လူတွေအဲ့ဒါတကယ်ရှိတရားအဲ့မှာကျွန်တော်တို့ကိုလူနေခြုံချစိတ်နေပုံများပြတယ်ကျွန်တော်တို့ကိုအစ်စ်တန်းရှိပါတယ်ဆိုတဲ့လူတွေကမခံချိမခံတာဖြစ်တယ်
မင်းကဘာကောင်မို့ငါ့ကိုလာအုပ်ချုပ်အမိတ်ပေးနေတာလေအဲ့ဒါစိတ်နာခြင်းတစ်မျိုးပဲလက်ခံပါလားအဲ့ဒီသဘောတရားအရာပဲအခုအာနာသိမ့်ပြလိုက်တဲ့အချိန်မှာစိတ်နည်းနည်းပဲနာတဲ့ပြည်သူတွေကပုံနာသွားတဲ့အကြောင်းကြီးကငါတို့တို့အစစ်တမ်းတစ်ခုနဲ့လူနေမှုအစစ်တမ်းတစ်ခုနဲ့ဘဝတစ်ခုကိုငါတို့စဉ်းစားနေတဲ့ရုန်းကန်နေကြတဲ့အချိန်ငါတို့ဘဝကဖြစ်တဲ့အချိန်မှာအဲ့ဒီလူမိုက်တွေအဲ့ဒီကပြူစောတိဆိုတဲ့ကောင်တွေကကိုယ့်ကိုလာပြီးအမိတ်ပေးနေအုပ်ချုပ်နေတဲ့အချိန်မှာပြည်သူတွေရင်ထဲမှာဘလောက်တောက်တောက်ခေါက်ခေါက်နေဖြစ်နေမလဲဘလောက်ထိစိတ်နာကြီးနေကြမလဲဆိုတာမှန်ပါသလားအဲ့တော့မင်းအောင်လှိုင်ကပဲကျွန်တော်တို့ပြည်သူတွေကိုတော်လှန်ပြည်သူတွေကိုမွေးထုတ်ပေးနေတာဒါကြောင့်လေသူတို့ရွေးချယ်တဲ့လမ်းကြောင်းဟာပြည်သူတွေကိုဖိနှိပ်မှုလုပ်လေရက်စက်မှုလုပ်လေပြည်သူတွေကသဘောမကျတဲ့လူဒန်းစားတွေပေါ့ဗျာအဲ့ဒီအုပ်ကြီးတွေပြူစောတိအုပ်စုတွေကိုလာပြီးအုပ်ချုပ်ခိုင်းလေဒီကပို့ပြီးဦးစိတ်နာလာတယ်အဲ့ဒါຫນွေဦးတော်လှန်ရေးပဲသူတို့ရဲ့လောက်ရက်ဒီပြည်သူကိုဖိနှိပ်မှသူတို့ရဲ့ဂျင်းပေါ့နော်စစ်အာဏာရှင်ရဲ့ DNA မှာကပြည်သူကိုဖိနှိပ်ရမယ်ရက်ဆက်ရမယ်တပ်ဖြတ်ရမယ်နှင်းဆက်ရမယ်အာဏာပြရမယ်ဆိုတော့စိတ်ကရှိကိုရှိနေတာဒီအယ်ဂျာစီယာမှာပြသွားတဲ့ဒီစစ်ကြောရေးစခန်းရဲ့လောက်ရက်ကကျွန်တော်ကတော့အရင်တော့ကြားဘူးတယ်ပေါ့နော်စစ်ကြောရေးဆိုတော့မျက်စိနဲ့တွေ့လိုက်တဲ့အခါမှာအိုးဒါကြီးကတောင်ကိုရီးယားရုပ်ရှင်ကားတွေမှာပြနေတဲ့ဒီဘရင်ဇာလန်တွေပြနေတယ်ညှဉ်းပန်းနှိပ်စက်တာနဲ့တပုံနဲ့တော့တွေ့နေရတယ်ဒီလူတွေကလူတယောက်ကိုတို့လို့နိုင်နဲ့ချီပြီးတော့ရိုက်တက်ရဲတဲ့တတ်တိဗျအဲ့ဒီလူတွေကိုကျွန်တော်တို့ကိုအုပ်ချုပ်ခိုင်းတာလားအဲ့ဒီချိန်မှာကျွန်တော်တို့အမြဲတမ်းဘယ်လိုပြောမလဲစိတ်သက်မြင့်မားနေတဲ့ပြည်သူလူထုရဲ့စိတ်နာကြီးမှုပါတော်လှန်ရေးကိုအားပေးစေတယ်အဲ့ဒီအနေထားဟာဒါမင်းအောင်လှိုင်တို့ရဲ့လုပ်ရက်ကြောင့်ဖြစ်လာတာအဲ့တော့ဒီလိုအနေထားတွေအရကျွန်တော်တို့ကတော်လှန်ပြည်သူတွေကတော်လှန်ရေးနဲ့ဝေးကွာဖို့အတွက်သူတို့နီးမျိုးစုံနဲ့သွေးခွဲတယ်နီးမျိုးစုံနဲ့သွေးခွဲတာနော်နီးမျိုးစုံနဲ့သူတို့လုပ်တယ်ဒါပေမဲ့သူတို့ရဲ့တစ်ဖက်ကလုပ်ရက်ကကြတော့ပြည်သူကိုစိတ်နာမဲ့ကိစ္စတွေပြည်သူကိုအထင်သေးအမြင်သေးလုပ်တဲ့ကိစ္စတွေအရေးကြီးဆုံးချက်ကမြန်မာနိုင်ငံသမိုင်းမှာတေချာကြည့်နော်တေချာကြည့်ကျွန်တော်ပြောနေတဲ့ backfire ဝင်ပြီမြန်မာနိုင်ငံသမိုင်းမှာဘယ်တော့အခါမှနိုင်ငံရေးမှာမပါတဲ့လူတွေတော့စိတ်နာကိုကြပြီဘာကြောင့်လဲကို့မှာသားလေးတွေမွေးလာတယ်သမီးလေးတွေမွေးလာတယ်အလေတန်း14 15ပါစားစိတ်ပူနေရပြီအရင်တော့ကမိသားစုအိမ်မက်ဖြစ်တဲ့သားတွေသမီးတွေနဲ့အတူတကွနေမယ်ပြီးတော့မြေးတွေမြစ်တွေနဲ့အိမ်အောင်ကြမယ်စီးပွားရေးတွေလှုပ်ရှားကြမယ်ဆိုတဲ့ဘာလို့ပြည်သူတိုင်းမှာလူတိုင်းကျွန်တော်အပါဝင်မိသားစုရှိတယ်သားသမီးတွေရှိတယ်ဟုတ်တယ်နော်အဲ့တော့ဒီသားသမီးတွေက16 19အရွယ်မှာလူတိုင်းစိတ်ပူနေရပြီမနေ့ပြင်ပဲပါသွားမလားတပတ်ခါပဲပါသွားမှာဘယ်နေ့ငါအိမ်ပေါ်လာတက်ဆွဲမလဲဒီငါကလေးတွေမိဘကပူတည်တယ်ရှေ့တန်းသွားပြီးသူတို့နှိပ်စက်တော့မယ်နှင်းပန်းတော့မယ်သေဆုံးတော့မယ်ဒီသောကအဲ့ဒီသောကဘာသူလောက်တာလဲကျွန်တော်လောက်တာမဟုတ်ဘူးမင်းအောင်လှိုင်လုပ်ပလိုက်တာအဲ့ဒီသောကအလိုလိုရင်ထဲမှာတလှိတ်တောက်ခေါက်ပြီးတော့ခံပြင်းနေကြပြီပြီးတော့ကိုယ်ကလေးတွေဖွက်တာမဖွက်တာနိုင်ငံခြားပို့တာတော်ရဲပို့တာအမျိုးစုံပေါ့ဗျာပတ်စံရှာပြီးတော့အုတ်ကြီးကိုပတ်စံထိုးတာလက်ထိုးတာအမျိုးဘယ်လိုပဲလုံးရင်းနေဘလောက်စုနေပြီငါသားငါသမီးငါသားဘယ်လိုလုပ်ကြမလဲဒီကလေးတွေကိုအဲ့တော့သူတို့ဒီပါစာတွေကိုဆွဲပြီးတော့ရှေ့တန်းပို့တယ်အဲ့ဒီပဲသူတို့ခဏတာမှာတော့သူတို့ဘက်ကအင်အားများသလိုဖြစ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့အခုကျွန်တော်တို့ကပြန်တိုက်နိုင်တယ်ပြန်ဖြိုပြတ်နိုင်တယ်တခါအဲ့ဒီအတွက်သူတို့မှာပတ်စံကုန်တယ်ငွေကုန်တယ်အဲ့ဒီကလေးနဲ့ပါသွားတဲ့လက်နက်တွေကျွန်တော်တို့ကိုလာပြီးတော့လက်နက်အလှူပေးသလိုဖြစ်တယ်ဒါတစ်ချက်နှစ်ချက်ကကြတော့အဲ့ဒီကလေးတွေရဲ့မိဘတွေပြည်သူတွေကရင်ထဲမှာတလိမ့်နဲ့သူတို့ကိုပို့ပြီးတော့စိတ်တွေတိုးလာတယ်နောက်ဆုံးနိုင်ငံရေးမှာပါခြင်းတဲ့လူတော်စိတ်ကတော်တော်တိုးလာပြီဒါဆိုဒီကလေးတွေဘွားနဲ့ဘယ်လိုပြောမလဲအခုလက်ရှိအနေထား
မြန်မာနိုင်ငံမှာဘလို့မှတည်ငြိမ်တဲ့မိသားစုဘဝကိုဘလို့မှဖန်တီးလို့မရတော့ဘူးအားလုံးဒီရင်တမမနဲ့အဲ့ဒီမျိုးအနေထားဖြစ်အောင်လဲမျိုးပြတွေမှာဒီပြူစောတိတွေသူတို့ပြောတဲ့ပြည်သူစစ်တွေတဲ့ပြည်သူကိုရဲဆက်ဆက်အုပ်ချုပ်ခိုင်းတာပြီးရဲဆက်ဆက်ကိုသားသမီးတွေကိုအိမ်ပေါ်တက်ဆွဲပါရိုက်နားရိုက်နဲ့ခေါ်သွားလှုပ်ချင်တာလှုပ်နေတယ်ဟာကြီးကိုဒါတော်လန်ရေးသမားတွေကိုစစ်ကောင်စီကမွေးထုတ်ပေးနေခြင်းပဲတော်လန်ပြည်သူတွေကိုစစ်ကောင်စီကမွေးထုတ်ပေးနေခြင်းပဲတစ်ဖက်ကတော့ကျွန်တော်တို့ပြည်သူကိုရန်သူလိုတတ်မှတ်ပြီးဖိနှိပ်တယ်လို့ထင်ရပေမဲ့လေတစ်ဖက်ကတော်လန်ရေးကိုမွေးဖွားပေးခြင်းပဲအဲ့တော့အဲ့လိုအနေအထားများဖြစ်တဲ့အတွက်မှန်ပါတယ်ယူရီးယားရောက်ကုန်ပြီဆိုတာကျွန်တော်ကိုယ်တိုင်မျက်စိနဲ့တွေ့ခဲ့ရတာထိုင်းနိုင်ငံမှာဘန်ကောက်မြို့ကြီးမှာလက်ညှိုးထိုးမလဲမြန်မာလူငယ်တွေကြီးပဲတကယ်မှအရွယ်ကောင်းနေဗျာလက်ညှိုးထိုးမလွယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ကမြန်မာနိုင်ငံကလူမြန်မာနိုင်ငံရွှေ့လာသလားလို့တော့ဟောမေးရတယ်ဘယ်ဆိုင်စာသွားဘယ်ဟိုတယ်တဲဘယ်သောလမ်းကိုကြည့်ဘယ်လမ်းမပေါ်မှာကြည့်မြန်မာသားနေကြီးပဲကလေးတွေကြီးပဲလူငယ်တွေကြီးပဲအဲ့တော့အဲ့လိုအနေထားဟာဒီနေ့ကျွန်တော်တို့ຫນွေဦးတော်လိုင်းနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာသူတို့မအောင်မြင်ဘူးဆိုတာပြနေပြီသူတို့လောက်ဘုံကျဲတာသူတို့ပဲလေဒါပေမဲ့လေချောင်းပါဝါနဲ့ဘတော်မှစစ်ပွဲကိုအဆုံးမဖြတ်ဘူးဆိုတာဒီနေ့သတ်သေးပဲဒီနေ့မောတောင်ကိုရတယ်ဒီနေ့ကံဘလူးမှာနိုင်လိုက်နိုင်တယ်ကိုကန့်တွေကစိတ်ပြောင်းပြီးပြန်ချရင်လာရှိုးလဲပြန်ရမှာတော့ပိတ်လောင်နိုင်ရတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့တော်လှန်ရေးဟာကောင်းတဲ့အရွေ့ကိုပဲရွေ့နေတယ်ဆိုတာကိုမိမောင်းထိုးတင်ပြပေးခြင်းတယ်အဲ့ဒီထဲမှာမှသူတို့ကိုယ်တိုင်လေးယုံကြီးကိုကွင်းထဲကိုခေါ်သွင်းလာလိုက်တယ်ဟိုလေးယုံကြီးကမနေ့ကလာချမယ်တပတ်ကလာချမယ်အဲ့လောက်ထိတော့မမြန်ပါဘူးသို့တော့ကျွန်တော်တို့ကိုယ်တိုင်လေးယုံကြီးကိုခေါ်သွင်းဖို့နှီးမျိုးစုံနဲ့စူးစမ်းတာလေးယုံကြီးရှောင်နေရကနေအခုလေးယုံကြီးကိုယ်တိုင်ဝင်ချလာပြီထိုနေ့ကောင်ထိုင်းနိုင်ငံကလည်းဝင်ပါဟာပြီတရုတ်နိုင်ငံကလည်းမြန်မာနိုင်ငံကိုကြားဖြန့်ကိုအကြောင်းပြပြီးတရုတ်နိုင်ငံကမြန်မာနိုင်ငံကိုဝင်လာတာအဲ့တော့တရုတ်လိုပဲလေးယုံကြီးကလည်းမြန်မာနိုင်ငံကိုဝင်ဖို့အကွက်ချောင်းနေတာဤကဲဆိုတာသိငတ်ပေါ့လေဒါပေမဲ့ကျွန်တော်တော့လေးယုံကြီးလိုပဲပြောတာပါအဲ့တော့မြန်မာနိုင်ငံကိုချောင်းနေတာတော့သူလည်းရမဲရှာနေတာအဲ့တော့တရုတ်လည်းကြားဖြန့်ကိုအကြောင်းပြပြီးဝင်တယ်အခုလေးယုံကြီးလည်းကြားဖြန့်ကိုအကြောင်းပြပြီးဝင်တယ်ထိုင်းလည်းကြားဖြန့်ကိုအကြောင်းပြပြီးဝင်တယ်အဲ့တော့အဲ့လောက်အဟန့်လေးရှိရင်တော့ကျွန်တော်တို့ကရပြီဘာကြောင့်လဲမြန်မာနိုင်ငံမှာရှိသောဒီစစ်အာဏာရှင်အုပ်စုကသူတို့လောက်ကြောက်တတ်တာသူတို့ပဲရှိတယ်သူတို့ဒီအနိုင်ကျင့်လို့ရတဲ့အခုမှခဏလို့ပေါ့သူတို့ဖမ်းမိထားတဲ့အေဂျာစီယာရဲ့ပြကွက်ပေါ့ဖမ်းမိထားတဲ့လူကလေးတွေမိမငယ်လေးတွေယောက်ျားငယ်လေးတွေကိုလူအုပ်စုကြီးနဲ့နော်တန်းပြေပေါ်မှာကြာပုတ်တင်နဲ့ဝိုင်းရိုက်တတ်တဲ့တော်ရိုင်းတရိဆိုင်ဥပဒေအရာအလွန်အမတန်ရိုင်းဆိုင်တဲ့လုတ်ရက်ပဲလုတ်တတ်တာနိုင်ကျင့်ရတာနိုင်ကျင့်တတ်တာတကယ်တမ်းသူတို့ကြောက်တတ်တယ်လင်းယုံလို့အတန်ကြားလိုက်တာနဲ့သူတို့ဒီတုံနေပြီတုံနေအောင်ကြောက်တယ်အဲ့လောက်အဲ့အဟန်လေးရရင်တော့ကျွန်တော်တို့ကဒေါ်လာကြီးကရှေ့ဆက်သွားလို့ရပြီ NUG ဒီအပျော်ဖွဲ့လာတာမဟုတ်ပါဘူး NUG ဒီအားရထဖွဲ့လာတာမဟုတ်ပါဘူး NUG ဟာတမိုင်းအရာပေါ်ပေါက်လာတော့မရှိမဖြစ်ပေါ်ပေါက်လာရတော့မင်းအောင်လှိုင်ကြောင့်ပေါ်လာတာဒီနေ့တို့ NUG ကိုကြည့်မရဘူးဆိုတာအဲ့ဒီ NUG ဒီသူ့ကြောင့်ပေါ်တာသူ့လုပ်ရကြောင့်ပေါ်တာသူသာအာဏာမသိမ်းရင် NUG ပေါ်လာကြအကြောင်းမရှိဘူး
အဲ့တော့ NUG ဒီသမိုင်းရပေါ်လာတာဖြစ်တဲ့အတွက်အဲ့ဒီ NUG ကိုပေါ်လာရတဲ့လူတွေကလည်းသမိုင်းအရာကိုသမိုင်းရဲ့တာဝန်ကိုသူဆက်ထမ်းဆောင်ပါပဲလက်ဆင့်ကမ်းသွားတော့မှာအဲ့တော့ဒီသမိုင်းရဲ့တာဝန်ကိုလက်ဆင့်ကမ်းသွားမှာဖြစ်တဲ့အတွက်ဒီလက်ဆင့်ကမ်းနိုင်တဲ့အပွင့်လင်းဆုံးပြောရင်ဗျာအေးလိုပြင်းနေတသေးရတော့ခေါင်းဆောင်ကောင်းတွေထွက်တယ်ကင်းဒီလိုပြင်းနေတသေးရလာခေါင်းဆောင်ထွက်တယ်ဆိုရင်ကျွန်တော်တို့ပြေမကများလိုက်တဲ့လူဦးရေများလိုက်တဲ့လူတွေခေါင်းဆောင်ကောင်းဘာမှထွက်เสียရှိလေဘိုးချုပ်ထုံးမြတ်နိုင်လို့ပုံကိုပေါ်နိုင်တယ်လို့ပဲဒေါက်တာစိုးသူရစော်လို့ခေါင်းဆောင်တွေလည်းကျွန်တော်တို့မှာအများကြီးပေါ်နိုင်တာပဲလူကြီးအချိုးစားချင်းရှင်ကြည့်မလားပညာတတ်တဲ့နှုံသားချင်းရှင်ကြည့်မလားစိတ်သက်အရာရှင်ကြည့်မလားအခုဒီစကိုင်းမကွေးဒေတာကိုရဆက်ဆက်လုပ်နေတာလေဟိုပါမန္တလေးဒေတာကိုဒါကြောင့်အချိန်တိုင်းတာတစ်ခုရောက်လာပြီးဖြစ်တဲ့အတွက်သူတို့အတွက်ကြာဆုံးမဲ့လမ်းကိုပဲဥတည်နေပြီသူတို့သုံးလိုက်တဲ့မဟာဗျူဟာက2025အစမှာတော့ဟုတ်တယ်လို့ပဲဒါပေမဲ့ဒီနေ့ဒီမောတောင်ဖြစ်စဉ်ကံမလူဖြစ်စဉ်ဒါတွေဟာကျွန်တော်တို့ဒီစစ်ကောင်စီကိုစတင်ပြီးဥချိုးထပ်ပြီးနောက်တစ်ချိန်ဒုတိယတစ်ချိန်ထပ်ဥချိုးတဲ့ပွဲစပြီးဆိုတာဒါအချက်ပေးလိုက်တဲ့ခေါင်းလောင်သားမယ်တကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမည်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်တို့တွေဒီလိုစိတ်ဓာတ်တွေနဲ့ဒီလိုအရေးချင်းတွေနဲ့ဒီလိုပုံစံနဲ့သွားရင်ပြောချင်တာကဗျာ quality and quantity အရေးအတွက်နဲ့အရေးချင်းနေဝင်းလက်ထက်ကအရေးချင်းနဲ့အရေးအတွက်ကိုဦးစားပေးခဲ့တာဖြစ်တယ်မြန်မာနိုင်ငံဒီအစင်းအဆုံးနိုင်ငံဖြစ်ခဲ့ပြီးအခုမင်းအောင်လှိုင်တို့ကလည်းအရေးအတွက်နဲ့အရေးချင်းကိုပဲအရေးချင်းနဲ့အရေးအတွက်ကိုပဲဦးစားပေးနေတာအဲကြောင့်ပေါ်လောပါစားတွေကိုတွေးသမျှလူဖမ်းစိတ်မနှက်တဲ့လူလည်းဖမ်းမတန်မစွမ်းလူလည်းဖမ်းခန္ဓာကိုယ်ဒဏ်ရာရှိတဲ့လူလည်းဖမ်းတွေးသမျှဖမ်းလူဖြစ်ရင်ပြီးရောတပတ်တင်တန်းပေးနတ်သက်တင်တန်းပေးတချို့ဆိုတင်တန်းတော်မပေးတန်းနဲ့ကန်ခိုင်းပြီးတော့ရှေ့တန်းနေပို့နေတာဒါဟာသူ့အတွက်ကြီးမားသော side effect ဆိုကြဝင်ပြီးဆိုတာ plus ပိုရပါတော့ဆိုကြဝင်ပြီးဆိုတာအခုကျွန်တော်တို့မြင်နေရပြီဘာကြောက်လဲကျွန်တော်တို့ဘက်ကဒေါ်လာပြည်သူများဟာကျွန်တော်ကြောင့်မဟုတ်ဘူးကျွန်တော်ပြောနေလို့လည်းမဟုတ်ဘူးစစ်ကောင်စီရဲ့လုပ်ရကြောင့်ဂိမ်းတို့ရဲ့သူတို့ကိုယ်တိုင်ရဲ့တုတ်ပြန်မှုတွေစဉ်းစားပုံတွေရက်ဆက်မှုတွေလွဲမှားနေတဲ့မဟာဗျူဟာလွဲမှားနေပြည်သူတွေကိုညှဉ်းပန်းနေမှုတွေစိတ်ဒုက္ခပေးနေမှုတွေတိုင်းပြည်မှာရှိတဲ့သားကောင်းရတနာတွေကိုတိုင်းပြည်ကနေမောင်းထုတ်ထားမှုတွေဒါတွေအားလုံးကြီးကြောင့်ဒီနေ့သူတို့ကိုစန့်ကျင်တဲ့လူတွေပိုတဲ့ပိုလာမှာပဲကျွန်တော်စဉ်းစားမိတယ်ကျွန်တော်ရိုးသားစဉ်းစားမိတယ်ကိုလူမင်းတို့အိန္ဒြာကျော်စင်တို့သူယောက်ျားနာမည်ဘယ်သူအိန္ဒြာကျော်စင်ရဲ့ယောက်ျားရုပ်ရှင်မင်းသားလေပြည်တီဦးကိုပြည်တီဦးတို့ပေါ့နော်ကျွန်တော်တို့သူတို့တွေအဖမ်းခံရတာတော့ပြည်သူတွေအားလုံးမျက်ရည်တွေကျခဲ့ရတယ်နောက်ဘိုက်တကွန်လို့ပေါ့ဗျာနော်ဘိုက်တကွန်တော့ထားပါတော့ကိုလူမင်းဆိုရင်ဒါကိုလူမင်းပါသွားပြီဆိုပြီးတော့ကိုလူမင်းမိန်းမကလိုက်တွေလင့်နေချိန်မှာကျွန်တော်တို့တွေစိတ်တွေမကောင်းဖြစ်ခဲ့ကြရတယ်ကိုပြည်တီဦးလို့ဆိုရင်လည်းဒါပြည်တီဖောင်ဒေးရှင်းတွေနဲ့အများကြီးသူတို့လုပ်ခဲ့ရတယ်ဒါဦးဝဲဆိုတာအင်ဒရာကျော်စင်ဆိုတာဒါကျွန်တော်တို့ရဲ့ဒီကြိုက်ခဲ့ရတဲ့မင်းသားမင်းသမီးတွေပဲပေါ့သူတို့တွေထောင်ချခဲ့တယ်အဲ့တော့သူတို့တွေရဲ့ဘဝမှာဘယ်လိုဖြစ်သူတို့ကမိဘမျိုးရိုးနဲ့ဒါအင်ဒရာကျော်လို့ဆိုရင်မိဘမျိုးရိုးနဲ့ဒါရုပ်ရှင်အတိုင်းဝမ်ကဖြစ်တယ်အဲ့တော့ကိုလူမင်းဆိုရင်လေသူ့မိန်းမကလည်းဒါရုပ်ရှင်အတိုင်းဝမ်ဖြစ်တယ်ချောင်းသားမှာဒီခင်စပယ်ဦးထင်တယ်နော်ကလေးမလေးနာမည်အဲ့တော့စပယ်ဦးရုပ်ဒီဒေသတွင်းလောကအဲ့လိုပေါ့နော်သူတို့အတိုင်းဝမ်ကြီးတယ်ပေါ့အဲ့တော့ချောင်းသားမှာကိုလူမင်းကျွန်တော်တို့ချောင်းသာပွားရင်းနဲ့ကိုလီမင်းရဲ့ဒီဇက်ဝင်ကန်းရိုက်ကွင်းကိုကျွန်တော်တို့တွေ့ခဲ့ရတယ်။ဒီချိန်မှာသူ့မိမကအမြဲတမ်းပါတယ်ပြုံးနဲ့ကလေးမလေးလေးအဲ့တော့ကိုလီမင်းနဲ့ခင်စပယ်ဦးတို့ရဲ့မင်္ဂလာဆောင်ကလည်းဒါအဲ့ဒီခေတ်မှာဒါကဲနာမည်ကြီးပေါ့နော်
တော့သူတို့ကစိတ်စီတဲ့လမ်းပေါ်မှာပေါ့ပါနေခဲ့ရတဲ့လူတွေဖြစ်တယ်အဲ့တော့သူတို့ထောင်ထဲရောက်တဲ့အခါမှာသူတို့ဘလောက်တိဒုက္ခရောက်ခဲ့မလဲကျွန်တော်တို့ကိုချင်းစာကြတယ်တနာကြတယ်ပေါ့နော်အဲ့တော့အခုသူတို့ထောင်ကထွက်လာတဲ့ခါကျတော့လေဘယ်သူမစိုးပေါ့ဗျာနော်ဟိုအခုဒီအဲဂျာစီယာမှာရိုက်နေတဲ့မြင်ကွင်းကိုကြည့်ရင်သူတို့တွေလက်မှတ်ထိုးလိုက်တာကျွန်တော်တို့ကကိုချင်းစာတယ်ဗျာလူဆိုတာအသက်ရှင်ဖို့အတွက်တော့ရွေးချယ်ရမှာလीနော်အခုအဲဂျာစီယာမှာပြသွားတဲ့ကလေးမလေးတယောက်ကိုဘုံမှုဆိုတဲ့လူကလုံနေတဲ့အတန်ပဲကြားတဲ့ဟာဘလောက်အသေးနာဖို့ကောင်းတယ်ဒီကျွန်တော်တို့ရဲ့နိုင်ငံသားတွေကိုဒီမှာတရိษံနေလုံးမှာရိုက်တက်နေတာကြီးကဘလောက်အသေးနာဖို့ကောင်းအဲ့တော့ဒါတွေကိုလည်းသူတို့လည်းထောင်ထဲမှာကိုတွေးတွေလည်းဖြတ်တန်းရမယ်စစ်ကြောရွေးတွေလည်းဖြတ်တန်းရမှာဖြစ်တဲ့အတွက်သူတို့တွေလည်းကြုံခဲ့ရမယ်ကြားခဲ့ရမှာပဲနော်အဲ့တော့ဒီစစ်ကြောရေးပြန်လာတဲ့လူတွေဖူးယောင်ပြီးတော့ကျိုးပဲ့ပြီးတော့ဆေးလက်မကုဒီတိုင်းပြစ်တာတချို့တွေလက်တွေပုတ်ပြီးဖျက်ရလက်ခြေထောက်တွေပုတ်ပြီးဖျက်ရသူတို့တွေ့နေမှာပေါ့ပြီးတော့သူတို့ရဲ့ဘဝအရာလေကျွန်တော်တို့ဒေါ်လာရေးမှာပါခဲ့ပြီးတယ်ရုံးမထွက်တဲ့ရုံးမတက်တဲ့ရုံးထွက်ဆိုတာဒါကိုပြည်သူဦးနဲ့ဒီမအိန္ဒြာကျော်စင်တို့ကအများဆုံးအဲ့ဒါကိုကျွန်တော်တို့လုပ်ပေးခဲ့တာကိုလူမင်းတို့ကနော်အဲ့တော့သူတို့တွေလက်မှတ်ထိုးပြီးထွက်ခဲ့ရတယ်ထွက်ခဲ့တော့သူတို့မှလည်းသားသမီးတွေနဲ့ချီနှောင်မှုတွေနဲ့တိုင်းပြည်ကနေထွက်မပြေးနိုင်ဘူးပေါ့ဗျာအဲ့လိုရှိနေတဲ့အချိန်တွေကနေသူတို့ဘဝလေးနဲ့သူတို့ချင်းလဲပြီးပြန်လှုပ်ရှားတာပေါ့ဒီထိလည်းကျွန်တော်တို့နားလည်ပြီးတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကစိုင်းမှုကြီးကိုင်းပြီးထွက်လာတဲ့အချိန်မှာကျွန်တော်တို့ကိုချင်းစာမိတယ်ဘလောက်တောင်ရှက်နေကြမလဲကျွန်တော်တို့တော်လှန်ပြည်သူတွေကိုတို့ဘလောက်အားနာကြမလဲသူတို့ရင်ထဲမှာအဲ့ဒီနေ့ကကိုလူမင်းကိုပြည်တီဦးနဲ့မအိန္ဒြာကျော်စင်တို့ကဘလောက်တိအသေးနာနေကြမလဲကျွန်တော်တို့ကိုချင်းစာမိတယ်တကယ်ကိုချင်းစာမိပါတယ်ဟိုတစ်ဖက်ကတော့သူတို့ကိုအပြစ်ပြောတယ်ဆိုတာတွေသူတို့ရဲ့ရင်ထဲအသေးထဲမှာဘလောက်တိနာကြီးလိမ့်မလဲသူတို့ရဲ့ဘဝကိုသူတို့ဘလောက်ယွန်ရှာမိလိမ့်မလဲအစိုးဆုံးပြောရရင်ဘလောက်တိကျွန်တော်တို့ကိုသူတို့ရှက်နေကြမလဲပြောချင်တာကစစ်ကောင်စီကဒီလူတွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးပြတာဗျာမင်းတို့ချစ်တဲ့အမှုပညာရှင်ကိုငါတို့ဟောလို့လုပ်ပြနိုင်တယ်ဆိုတာလူဘာဝလားဗျာအဲ့တော့ကျွန်တော်တို့ကြည့်ရတယ်ကျွန်တော်ပေါ့တခြားလို့လို့ကျွန်တော်လည်းတော်တော်စိတ်မကောင်းဖြစ်တယ်အဲ့တော့သူတို့ရဲ့လုပ်ရက်တွေဟာတော်ရုံတန်ရုံစိတ်တက်နေဆိုရင်ကိုတော်တတ်သေးသွားနိုင်တယ်ဟာအကြီးအကျယ်အဆက်ခွဲခြင်းပဲအဲ့တော့တခြားလူတွေတော့ကျွန်တော်မသိဘူးလေဒီ၃ယောက်တော့ကျွန်တော်ကောင်းကောင်းသိတယ်နော်ကိုလူမင်းပါသွားတဲ့နေ့ကဆိုကျွန်တော်တို့ကိုယ်တိုင်စိတ်ပူတာသူ့မိမအစားပြောတာပြီးတော့ကိုပြည်သူတို့လည်းမရပါဘူးနော်အဲ့တော့ပြောချင်တာကသူတို့ဟိုလက်မှတ်ထိုးပြီးပဲထွက်လာဘယ်လိုအနေနဲ့ပဲထွက်လာအဲ့လိုမျိုးကင်ခိုင်းတဲ့အချိန်မှာသူတို့ယင်ထဲမှာခံစားချက်ကိုပြောချင်တာကအဲ့ဒါကျွန်တော်တို့လုပ်တာမဟုတ်ဘူးကျွန်တော်ပေးချင်တဲ့ message ကဒီလိုနာကြီးမှုတွေဒီလိုတော်လိုင်းရေးသမားတွေကိုစစ်ကောင်စီကပဲဖန်တီးနေတာကျွန်တော်တို့ပြောစကားကြောင့်ကျွန်တော်လိုက်ကိုနားထောင်လို့ဖြစ်သွားတာမဟုတ်ဘူးသူတို့ကြောင့်ဖြစ်တာသူတို့ရဲ့လုပ်ရက်တွေသူတို့ရဲ့စဉ်းစားပုံတွေအဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာစစ်ကောင်စီကတော်လိုင်းရေးသမားတွေကိုမွေးထုတ်တယ်စစ်ကောင်စီက PDF တွေကိုမွေးထုတ်ပေးတာစစ်ကောင်စီက NUG ကိုမွေးထုတ်ပေးတာဒါဟာ sorry ပါဒါတကယ်အရှိတရားပါဒါကြောင့်ဒီနေ့ဖြစ်နေတဲ့အခင်းချင်းများအရာကျွန်တော်တို့ဒီငကိုအတိုင်းပဲရှိနေသေးတယ်ငကိုအတိုင်းပဲပြန်လာပြီရွှေဘပြန်လာပါပြီရွှေဘဒီစတင်ပြီးပြန်လာနေပါပြီဒါကြောင့်ရွှေဘပြန်လာနေပြီဆိုတဲ့အကြောင်းကိုမိမောင်းထုတ်ပြီးတင်ပြလိုက်ရပါတယ်ကျွန်တော်တို့တော်လှန်ပြည်သူတွေတော်လှန်ရဲဘော်တွေကနှီးမျိုးစုံနဲ့စူးစမ်းနေတယ်အချိန်ပြည့်စူးစမ်းနေကြတယ်ဆိုတာကိုလည်းသတင်းကောင်းပေးကြပါလေအပြောင်းလဲဆိုတာသူတို့ဖြစ်ချင်တိုင်းမဖြစ်ပါဘူးသူတို့အခုရွေးကောက်ပွဲလုပ်တယ်သူတို့အချက်သူတို့ခွဲတာပဲဘယ်သူမှသိမှမပြုဘူးနောက်ဆုံးဘယ်သူမှသိမှမပြုလဲငါတို့ကဂူးမဆိုင်ဘူးပြောတယ်အဲ့ဒါဆိုလည်းဘာလို့လိုက်ပြီးတော့လိုက်အသိမှပြုခိုင်းနေတာဘာလို့လိုက်ဖိတ်နေတာမဒီကသမရဟောင်းအိုဘားမားပြောသလိုပေါ့အဲ့ဒါနိုင်ငံရေးပဲနော်သူရဲ့ဒီ
သူသမဏဖြစ်တဲ့အချိန်မှာဒီကိုပြည်သူဦးတို့မအူဝဲတို့ကုလူမင်းတို့စိတ်ပြောင်းတော့မပြောင်းတာကိုကျွန်တော်ထည့်မစင်စားပါဘူး။သူတို့ပြောင်းရင်လည်းပြောင်းပါမယ်။ဒါပေမဲ့သူတို့ရဲ့ဥဆောင်မှုနဲ့ဖြစ်ခဲ့တဲ့ထောင်ချခဲ့တဲ့အခါမှာသူတို့အခုလိုလုပ်ပြတဲ့အခါမှာတော့ဘလို့ဖြစ်ဒါအဆက်ခွဲခြင်းပဲ။ဘလို့မှသူတို့ရင်ထဲမှာမပြောနိုင်ဘူးဗျာ။အဲ့ဒါတော့ကိုချင်းစာကြည့်ကြပါနော်။သူတို့ရဲ့ဒီစီးပွားရေးအတွက်သူတို့ရဲ့ကျန်းမာရေးအတွက်စစ်ကောင်စီနဲ့ပေါင်းပြီးရုပ်ရှင်ရိုက်တာမရိုက်တာဒါတွေကိုကျွန်တော်မပြောချင်ဘူး။ဒါကတတ်ကျွန်တော်ကခွဲခြားပြီးမြင်တာကိုပြောတာ။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီသမ္မတအိုဘားမားပြောသလိုပဲပေါ့သူသမ္မတဖြစ်တဲ့အချိန်မှာသူ့ရဲ့ဒီ social care plan နဲ့ပတ်သက်ပြီး affordable plan နဲ့ပတ်သက်ပြီးဒီ governor တွေပေါ့အထူးဖြင့် Republican governor တွေပတ်ဆက်သူ့ကိုနေတိုင်းရုံမြင်ကြကနေဝေဖန်တာအကြီးကျယ်သူ့ကိုတိုက်ခိုက်တာဒါပေမဲ့နောက်ွယ်မှာကျတော့ privately သမ္မတအိုဘားမားကိုဖုန်းခေါ်ပြီးတော့ကျုပ်ပြည်နယ်မှာပတ်စံလိုနေတယ်လောက်ပါအောင်သမ္မတကြီးဆိုပြီးလုပ်နေတာအဲ့ဒီအချိန်မှာသမ္မတအိုဘားမားငါးဒီအနိုင်မယူခဲ့ဘူးဘာကြောင့်လဲသူကားကိုစန့်ကျင်ပေးမဲ့လေသူပြောတဲ့ပြည်နယ်ကပတ်စံလိုနေတဲ့အခက်အခဲလိုနေတဲ့လူတွေကအမေရိကန်နိုင်ငံသားဖြစ်တယ်ငါဒီအမေရိကန်နိုင်ငံသားတယောက်ရဲ့သမ္မတဖြစ်တဲ့အတွက်ငါပေးခဲ့တယ်အဲ့နေရာမှာသမ္မတအိုဘားမားပြောရတဲ့ပြောကွက်မှာဒါဒီဝုထုမဟုတ်ဘူးနော်ဒါဗီဒီယိုတွေပြောနေတဲ့စိတ်ကူးရင်ဒီဇညွန်းဆရာတွေရေးတာမဟုတ်နော်သမ္မတအိုဘားမားကသူ့ရဲ့အဖြစ်ပြက် memorandum လို့ခေါ်တာပေါ့သူ့အဖြစ်ပြက်ကိုသူကိုယ်တိုင်ပြောတာသူပြောတယ်နော်နာမည်တွေငါမသုံးချင်ဘူးတဲ့ဗါလားပုံကိုရေးတွေပါကုန်မှာဆိုလို့အဲ့တော့အဲ့ဒါကဘာကိုပြနေလဲဆိုတော့စကားမရဲ့တရင်ပြန်ကြားရေးတို့စကားမတွေအရှိမတော်အဆက်ပြေပြောနေကြတာသူတို့ရင်ထဲမှာအနောက်ွယ်မှာဘလောက်ထိကြောက်ပြီးဖားနေပြီလေအန်ယူဂျီကိုဘလို့ထိုင်ရှိခိုးရမလဲစဉ်းစားနေပြီဆိုတာကိုမိမောင်းထိုးပြီးတင်ပြလိုက်ရပါတယ်သူတို့ဗဇက်ကလာပြောနေတာတကယ်တမ်းသူတို့ရင်ထဲမှာညီတထိတ်ထိတ်နဲ့ကြောက်နေပြီတထိတ်ထိတ်နဲ့လင်းယုံကြီးကိုကြောက်နေပြီတထိတ်ထိတ်နဲ့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုကြောက်နေပြီသူတို့လည်းအစွမ်းကုန်မယ်ဒါနဲ့လည်းအစွမ်းကုန်စရာမရှိတော့ဘူးလူတွေလည်းတနိုင်ငံလုံးမှာဖမ်းပြီးရှေ့တန်းပို့နေပြီလက်နက်တွေလည်းပို့နေပြီဒါလည်းမနိုင်နိုင်ဘူးအဲ့တော့သူတို့စဉ်းစားနေငါတို့ဘာကြောက်တော့မနိုင်တာလဲဘာကြောက်ဒီ PDF တွေကနိုင်နေတာလဲဘာကြောက်လဲဘာကြောက်လဲငါတို့လူလဲပို့ပေးတာပဲဒါလည်းငါတို့မနိုင်ငါတို့တော့ဘုံကျဲတာပဲရှိသမျှလူတွေလည်းတနိုင်ငံလုံးမှာလူစိုးသူခိုးတွေနဲ့အနိုင်ကျင့်ပြီးဘေးနဲ့လက်ဘေးမှာတက်နေတာပြီးငါတို့ပို့နေတာပဲဒါလည်းဒီ PDF တွေကိုမနိုင်ဘူးဒါလည်းဒီ NUG ကိုမနိုင်ဘူးဘာကြောက်လဲလူကြီးမများခင်ဗျာဒါရှိတရားပဲဒီမောတောင်ဖြစ်စဉ်တို့ဒီကမ်ဘလူဖြစ်စဉ်တို့ကမ်ဘလူဖြစ်စဉ်ကကျွန်တော်တို့ပြည်သူရဲ့ PDF asset တွေနော် NUG asset တွေလား PDF asset တွေလို့ခေါ်မှာပေါ့ဟိုတာကတော့ကရင်လက်နက်ကိုင်တွေမနိုင်ဘူးသူတို့ဟိုကဘာလို့ပြောမလဲရွှေလိုချင်းရွှေငွေလိုချင်းငွေဗျာလက်နက်လိုချင်းလားပေးတယ်လူလိုချင်လားပေးတယ်စစ်ဘိုးတွေပဲတယောက်လိုချင်လဲပေးတယ်ဘုံကျဲပေးဆိုလဲကျဲပေးတယ်ဘာလိုချင်လဲအကုန်ပေးနေတာသူတို့လှုပ်ရှားရွာတွေမီးရှို့ရွာတွေမှာရှိသမျှအကုန်ခိုးလူဓမြတိုက်ကြိုက်တာလို့ဒါလည်းမနိုင်ဘူးအခြေတန်းရှုံးတယ်ဘာကြောက်လဲဒီနေ့ကျွန်တော်ထားခဲ့မယ်မိကုန်းလေးပါဘာကြောက်လဲဘာကြောက်မအောင်လိုက်လို့မနိုင်တာလေဘာကြောက်လဲမင်္ဂလာပါ